အခုကတော့ Canon installation လုပ်နည်းလေးပြပြပေးပါမယ်နော်Canon installation လုပ်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံးအနေနဲ့ပေါ့နော်ဒီထည့်ထားတဲ့ပတ်လန်းချောင်းလေးကနေပြီးတော့နော် Canon ဒီ LBB 2900တဲ့ဝင်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင် auto run ဆိုတဲ့ထဲကိုသွားလိုက်မယ်ပြီး easy installation install ပြီး yes နှိပ်မယ်ပြီး next ဒီမှာဆိုလို့ရှိရင်တော့ run နေပြီပေါ့နော်ဒါမျိုးဒီမှာ next လေးဆက်နှိပ်ပြီးသွားမယ်ဒါဆိုလို့ရှိရင် control panel ထဲမှာဒီ run ပြီးသွားလို့ရှိရင်ပေါ့နော် control panel ထဲမှာ control panel တွေကဒီ view device and printer တွေကိုဝင်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင် device ဆိုတာတွေသွားလိုက်မယ်ပြီး move device and printer setting တွေကိုသွားလိုက်မယ်ပေါ့ဒီမှာဆိုလို့ရှိရင် Canon LBB 2900လေးတက်လာမယ်ပေါ့နော်တက်လာလို့ရှိရင်ဒီ test page လေးပေါ့နော်သူ့ကို set a default printer လေးထားပြီးတော့ဒီ test page လေးဆန်ထုတ်လို့ရပြီပေါ့နော်ဒါဆိုလို့ရှိရင်တော့test page လေးဆန်ထုတ်လိုက်ပြီပေါ့နော်ဒါဒီလိုမျိုးလေးစာရွက်လေးထွက်လာပြီဆိုလို့ရှိရင်တော့ဒါ driver မောင်းလို့ရသွားပြီပေါ့နော်